ခါနိုးလာတော့နိုင်ကြည့်တော့10 နာရီ20ဆိုတော့ဒီနေ့ flight ကလည်းခက်ခဲမနေရတာဟောဒီလား flight ticket ကမရှိတော့ဘူးခက်ခဲရတာဆိုတော့ဟာလေရင်ကြီးလည်းနောက်ကျပြီမနေ့ကတော့ပဲလည်းငါမမီတော့ဘူးဆိုပြီးတော့ခန်းထဲမှာလို့ငူငိုင်းထိုင်ပြီးစိတ်ညစ်ပြီးတော့ထူးလို့အိမ်ကလူတွေရန်လုံးမယ်ဆိုပြီးတော့တခါကြီးဖွင့်ပြီးတော့အိမ်မှာညီမလေးနဲ့အဖွာစကားကြည့်ဘာလို့မနိုးကြလဲလို့အခုတော့နောက်ကျပြီဘာညာဆိုပြီးရန်လုံးပြီးတော့မှခင်းနေဘာပြောနေရလဲတဲ့အခုမှည7 နာရီပဲရှိသေးတယ်ဘယ်သူမှမအေးရသေးဘူးလေဘာလို့နိုးရမှာလဲတနားတခါနိုးမင်းညာပြစရာရှိပါတယ်ခင်ဗျာအရန်ကောင်းမွန်နဲ့လက်ထူးလေးလက်ဖက်ဒီလိုဥဆွေတော့ဒီနေ့တင်းပြရအောင်စားဖို့ရှိပြီးတော့ဆောင်ထည့်ပေးလိုက်တာပါမထွေးလေးလက်ဖက်ဖြစ်ပါတယ်ဒါလေးတွေကဘယ်မှာလို့ရလဲဆိုတော့ကျွန်တော်ပြီးမှပဲစုံစမ်းပြီးတော့တင်နေကောမရှင်ဘုံတော့ဒါအရန်ကောင်းနေပြီးတော့အထုပ်လေးတွေကဒါဆိုလို့ရှိရင်ဒါကြီးသွားလို့ရှိရင်တည်သွားလို့ရတယ်ပြီးတော့ဒါတစ်ခေါက်ကအဲ့လိုမျိုးမီတင်တစ်ခုမှာပဲစားဘူးလားအရန်စားခြင်းเนี่ยအဲ့ဒါဥဆွေနဲ့တွေ့ရဆိုတော့ဒါစားခြင်းလို့ဒါမအောင်မယ်ဆိုတော့မမနဲ့ဆိုပြီးဒီလိုထည့်ပေးလိုက်တာအများကြီးဒါဆိုတော့တင်းပြရမှာဆိုရင်အကုန်လုံး share ပြီးကျွေးလို့ရတယ်အထုပ်လောက်ဖွက်ထားလိုက်အထွေးလေးပဲဖွက်ပါဒီလိုကျွေးကျွေးများတယ်ပါတယ်ဒီရောတင်းပြရောက်လို့ရှိရင်တင်းပြမှာကျွန်တော်တို့ကကြည့်လိုက်အောင်မယ်နော်ကျွန်တော်ရဲ့ပိုးကျွန်တော်ကိုလူပါအဲ့လိုမျိုးဒီမကောင်းတော့အစစ်မဖြစ်ဟုတ်တယ်လူကြီးဟိုမှာကျွန်တော်ကဝတ်သားမစားဘူးအမေသားမစားဘူးဖြတ်ထားရဆိုပေမဲ့ဟိုမှာချီလေးချောင်းမှာဖြတ်ခိုင်းတာဆိုတော့ဒီလက်ဖက်ကိုအားကိုးရမှာထင်ထားထက်ထုတ်လောက်ကျွေးပါအောင်လည်းမစားပါခဏနေကြရင်တပ်ပုံလေးတင်မယ်ကောက်ပါအဲ့ကြလို့ရှိရင်ဘယ်မှာလို့ရတယ်တခါမေးပြီးတော့တင်ပေးမယ်ပြီးလို့စားလို့ရအောင်ဖတ်သားနဲ့တူသားစားရတဲ့ဖက်စားလို့ရအောင်ပြောပြအောင်ထူးဆန်းတဲ့ဟာပေါ့နော်ဒီနေ့သွားတဲ့ရောက်ပေါ်ဆရာလေးဆိုတာပထမဦးဆုံးရောက်ဘူးတဲ့အချိန်မှာလေအန်ဝဆရာကြီးပေါ့နော်ဆရာလေးတို့အနေနဲ့ကြတော့ဒီမှာသာသနာပြုနေတဲ့သူတွေဆိုတော့ပွင့်နေပြလို့ရှင်ကျွန်တော်တို့အငယ်တယောက်ကိုမသိနိုင်ဘူးပါလေမသိနိုင်အဲ့တော့ကြော်ဝဲမှာနေကြပန်းတွေထိုးတာဟိုရှမောအပိနေရနေကြပန်းတွေထိုးတာပြီးတော့သူပြောရပေါ့နော်အတိတ်နမိတ်ပေါ့နော်ဒီကားမှာဆိုရင်ကိုနေတူပါတယ်ကိုနေမျိုးအောင်ပါတယ်အဲ့တော့ဦးနေမျိုးအောင်ပါတယ်အဲ့ဆိုတော့သူတို့ကဒီနေထက်ပေါ့နော်နေကြပန်းထက်ထိုးရပြီးတော့တားကိုကြည့်ပြီးတော့မျက်နှာကြည့်ပြီးတော့တားတယ်မင်းနဲ့နေကြတိုက်တာမလားတဲ့
အဲ့လိုပြောချင်ကြောင်နေတဲ့အချိန်မှာမင်းမမှန်ပြောတော့တယ်မင်းရဲ့ favorite band ကနေကြမလားဆိုပြီးပြောတဲ့အချိန်မှာအရင်အံ့ဩပါအရင်အံ့ဩလာပြီးတော့ဟုတ်ပါတယ်ခင်ဗျာပေါ့နော်အဲ့ပြော22ကနေရောပါလားဆိုတော့ကိုညီနနာကလည်း22ရက်မှာမွေးရဆိုလာပဲကိုညီနနာပါတယ်ပြီးတော့တားကိုကြည့်တားတက်ကလည်း22ပါဆိုပြီးပြောပြီးတော့အဲ့ကတော့ပဲပြီးကတော့ဘာညာအဲ့လိုမျိုးပေါ့နော်ဆွေပါပေးပြီးတဲ့အချိန်မှာအဆောင်ပေးမယ်ဆိုပြီးတော့အဆောင်နေပေးရဲ့အချိန်မှာအဲ့ဒါကြည့်ပြီးတော့ဒီကလေးအားတဲ့မိဘတွေကိုလှုပ်ကြွေနေတယ်ကလေးတဲ့သူ့ကြောင့်မလို့တဲ့မိဘတွေရတဲ့အစီအမီပြေနဲ့နေလာရတာပေါ့နော်အဲ့တော့တဲ့အများကြီးကြိုးစားအဲ့လိုမျိုးအရင်အဲ့လိုမျိုးတော်တော်အံ့ဩရအဲ့ချိန်မှာဟုတ်ပါတယ်လို့ဆိုပြောတယ်သားရည်တယ်အမေတို့အောက်မှာရောက်နေတယ်အမေတို့အောက်မှာရောက်နေလဲဒါဆင်းလို့မရတော့ဘူးလေပေါ်ရောက်သွားပြီအမေတို့ကလည်းဘာလို့လာလဲလိုက်ကနေပဲနှုတ်ဆက်လိုက်တယ်အမေတို့ညာလုံးမရသေးလို့မိုတီပြုံးနဲ့ဖိုက်တင်အမေဒါလည်းမအေးရသေးဘူးဒါလည်းတစ်နာရီတစ်ခါနိုးနေဟိုရောက်ရင်တန်းရရမှာထိုင်လက်တယ်ကနေကိုကြည့်နေတာ